အားလုံးပဲမင်္ဂလာပါတမူထူး Entertainment Channel ကနေကြိုဆိုလိုက်ပါတယ်ယနေ့ခေတ်မှာလူတိုင်းကတော့အင်တာနက်ကိုသုံးနေကြတာပဲဒါပေမဲ့အဲ့ဒီအင်တာနက်ကနေပတ်စံပြန်ရှာနေတဲ့သူကတော့လူနည်းစုလေးပဲရှိပါတယ်တင်ရောဖုန်းကြည့်ရင်အချိန်ဖြုံးနေမလားဒါမှမဟုတ်အချိန်ကိုငွေဖြစ်အောင်ပြောင်းလဲမလားဆိုတာကို comment လေးမှာရေးပေးခဲ့အောင်နော်ဒီနေ့ဗီဒီယိုမှာတော့2026ခုနှစ်မှာတကယ်အလုပ်ဖြစ်နေတဲ့ digital platform တွေကနေငွေရှာနည်းတွေကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။နောက်ဆုံးချက်ကတော့အရင်အနည်းလုံးဝမလို့ပဲလူတိုင်းလှုပ်လို့ရတဲ့နည်းလမ်းဖြစ်လို့ဒီဗီဒီယိုအဆုံးထိကြည့်ပေးဖို့တော့မမေ့နဲ့အောင်နော်။ digital ကဘာမှာ content ဟာဘယင်မှာပဲ။တင်ကဟင်းချက်တာဝါသနာပါသလား။နိပညာအကြောင်းသိတာလား။ဒါမှမဟုတ်ပုံမြင်ပြောတာဝါသနာပါသလားစသဖြင့်ကိုဝါသနာပါရာတွေကိုဖန်တီးပြီးတော့ငွေရှာနိုင်ပါတယ်အခုဆိုရင် YouTube က long form video တွေဒီမကပဲနဲ့ short တွေကနေပါဝင်ငွေရအောင်လှုပ်ပေးထားပါတယ်2026မှာ algorithm ကပိုပြီးတိကျလာတဲ့အတွက်ကိုလုံနေတဲ့အကြောင်းအရာ niche ကိုတစ်ခုတည်းအပေါ်အာရုံစိုက်ဖို့လိုပါတယ်ဟိုဆက်ဒီဆက်တွေလှုပ်နေလို့တော့မရပါဘူးထို့အတူပဲ Facebook page တစ်ခုမှာလည်း follower ပြည့်ုံနေတယ်မဟုတ်ဘဲ Instagram app နဲ့ stars ပေးတဲ့ features တွေကဝင်ငွေကောင်းရနိုင်ပါတယ်အဓိကကတော့ကြည့်ရှုသူကိုအကျိုးတစ်ခုခုပေးနိုင်ဖို့ပါပဲ YouTube ဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ်ချမှတ်ထားတဲ့ community standard တွေကိုတော့တေချာလေးလိုက်နာစေချင်ပါတယ် digital platform တွေမှာ affiliate marketing ကနေလည်း passive income တွေရနိုင်ပါတယ်ဒါကတော့ကိုယ်တိုင်ကုန်ထုတ်ပစ္စည်းတွေကိုထုတ်เสียမလို့ပဲနဲ့သူများပစ္စည်းကိုကြော်ညာပေးပြီးကော်မရှင်စားတာမျိုးပေါ့ TikTok Shop, Shopee ဒါမှမဟုတ် Amazon လို platform တွေမှာပစ္စည်းတစ်ခုအကြောင်း review လေးလုပ်ပြီးလှင့်ချပေးထားရုံပါပဲအိတ်နေရင်တောင်ပတ်စံဝင်နေခြင်းနဲ့ဆိုရင်တော့ affiliate marketing ကအကောင်းဆုံးရွေးချယ်မှုပါပဲတစ်မှာ digital skill တွေကကျွမ်းကျင်မှုတစ်ခုခုရှိနေပြီလားဥပမာ video editing လုပ်တာ graphic design ဖန်တီးတာဒါမှမဟုတ်စာရေးသားခြင်းဆိုတဲ့ copywriting တွေစသဖြင့်ပေါ့လေအဲ့ဒါတွေကိုပြုလုပ်ဖန်တီးပြီးလဲအပေါ်ဝင်ငွေတွေရှာနိုင်ပါတယ်အဝတ်နဲ့ Fiverr လို platform တွေမှာကဘာတဝန်းကအလုပ်တွေကိုအိမ်ကနေလှမ်းလုပ်ပြီးလဲငွေရှာလို့ရနိုင်ပါတယ်အထူးသဖြင့် AI ကိုအသုံးပြုပြီး video content ဖန်တီးပေးတဲ့ဝန်ဆောင်မှုတွေဟာအခုအချိန်မှာဝယ်လိုအလွန်မြင့်မားနေပါတယ်။နောက်ပြီးအခုချိန်မှာအရင်တော့လိုပဲဆိုင်ကန်းငားစရာမလိုတော့ဘဲနဲ့ social media တွေကိုအသုံးပြုပြီးကိုယ်ပိုင် brand တစ်ခုတည်ထောင်တာမျိုးဒါမှမဟုတ်ပစ္စည်းလက်ဝယ်မထားဘဲရောင်းချတဲ့ drop shipping စနစ်ကနေလည်းဝင်ငွေတွေရှာနိုင်ပါသေးတယ်။ Trap ဆိုတဲ့ယုံကြည်မှုကိုအခြေခံတဲ့ personal branding ကိုလည်းအခုကတည်းကရင်စတင်ထိဆောက်ထားရင်တော့ပို့ပြီးတော့မှကောင်းပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ငွေရှာနည်းတွေကတော့အများကြီးရှိပါတယ်ဒါပေမဲ့အရေးအကြီးဆုံးကဘယ်အရာကိုပဲလုပ်စတင်ဖို့ကနံပါတ်1ပါပဲတညရဲနဲ့ချမ်းသာသွားမှာမဟုတ်ပေမဲ့ဒီဇိုင်းမတ်လုပ်မယ်ဆိုရင်တော့ဒီ digital platform တွေကတင့်ဘဝကိုပြောင်းလဲပေးနိုင်ပါလိမ့်မယ်ဒီဗီဒီယိုလေးကတော့တင့်အတွက်အကျိုးရှိစေတယ်ဆိုရင်တော့ like and share လုပ်သွားပေးပါဦးနော်နောက်ထပ်လည်းနည်းပညာနဲ့ငွေရှာနည်းအသစ်တွေကိုသိကျင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်အားလုံးပဲအောင်မြင်တဲ့ digital လုပ်ငန်းရှင်တွေဖြစ်ကြပါစေနော်